ဒီတောင်စိမ့်မှာဟာလွယ်ထားတဲ့ကိုဝင်ကိုတောင်မှခီးမဆိုင်နိုင်တော့ဘဲနဲ့အန်ဒီအများဆုံးနေရာကိုရွေးချယ်သွားလာနေပါပြီ။မက်ဆောက်လာတဲ့ကြောက်ကဘာဇွန်ကြီးရဲ့အဆက်ကိုခက်မြန်မြန်ရှောက်လန်းသွားနေတာမို့လို့သူမရဲ့ခြေလန်းတိုင်းကတကယ်ကိုအသေးရစရာကောင်းပြီးတော့တစ်ချက်မှတာနဲ့အသက်ကိုပေးဆက်လိုက်ရမှာပါ။အခုလိုအမြင့်ဆုံးနေရာကိုတောင်စိမ့်မှဘာကြောင့်တက်သွားရတာလဲ။အဖြေကတော့ရှင်းပါပြီ။သူ့ဘိုက်ထဲကမမွေးဖွားလာတည်တဲ့ရင်သွေးလေးကိုကာကွယ်ဖို့ပဲဖြစ်ပါပြီ။ချော်ကြလို့မတက်ခြေလန်းနေနဲ့ကြောက်ကဘာရဲ့အဆုံးစွန်ကိုရောက်လာတဲ့အခါတောင်စိမ့်မရဲ့ပူပန်နေတဲ့မျက်လုံးတွေကအောက်ဖက်ကိုတစ်ချက်ကြည့်လိုက်ပါရီ။သူမအနောက်ကိုတရွေ့ရွေ့လိုက်လာနေတဲ့ရန်သူကသူမနီးတူတောင်ထိပ်ကိုရောက်ရှိလာခဲ့ပါပြီ။ကြီးမားထွားချိုင်းတဲ့ကိုလုံးနဲ့ဝက်ဝင်အနက်ရောင်ကြီးကအစာအတွက်ဆိုရင်တော့သူမကိုအလွတ်မပေးဘဲနဲ့အမဲဖြတ်တော့မယ်ဆိုတာတောင်စိမ့်မသိလိုက်ပါရီ။အန်နာရိခတိုက်ရဲ့ရေခဲလွင်ပြင်ဒေသမှာတောင်စိမ့်နဲ့ဝက်ဝင်တွေကဘိုးဘွားတွေလက်ထက်ကလေးကမျက်နှာချင်းတောင်မဆိုင်ကြတဲ့ရန်သူတွေဖြစ်ခဲ့ကြတာပါ။ပြောရတာရင်နာစရာကောင်းမိမဲ့ကြွက်သားတွေဖုတ်ထစ်နေတဲ့အဆွေငုံငုံဝက်ဝင်မျိုးစိတ်ကိုတောင်စိမ့်မတို့မျိုးတွေကအတုံ့ပြန်တိုက်ခိုင်းနိုင်စွမ်းမရှိခဲ့ကြပါဘူး။အဲဒါကြောင့်တဘာဝကပြီးထားတဲ့ခြေထောက်တွေကိုသာအသုံးပြုပြီးတော့ဒီခီးဘလောက်ဝေးဝေးငါထက်ပြေးရမယ်လို့သာဆုံးဖြတ်ချက်ချလိုက်ပါရီ။မက်ဆောက်လာတဲ့ကြောက်ခဲရဲ့အစွမ်းတစ်ခုချင်းစီတိုင်းမှာတောင်စိမ့်မရဲ့ခွာတွေကအာတင်ပြီးတော့ကောက်ယူထားပါရီ။ထင်မထားလာတဲ့အမြန်နှုံးကသူမကိုလုံချုံမှုရှိရာတနေရာစီကိုဆွဲခေါ်သွားပါရီ။ရုတ်တရက်မြက်ခင်းစိတ်ရောင်နေရှိတဲ့နေရာတစ်ခုကိုရောက်ပြီဆိုရင်ပဲတောင်စိမ့်မကဝမ်းသာအားရနဲ့အတန်တစ်ခုပေးလိုက်ပါရီ။ချက်ချင်းဆိုလိုပဲသူမရဲ့အပေါင်းဖော်တွေရောက်လာပြီးတော့လွတ်မြောက်လာတဲ့သူမကိုအားပေးစကားပြောဆိုပြီးကျက်စားစရာဒေသစီကိုခေါ်ဆောင်သွားကြပါတော့တယ်။တားရဲဘဝင်ကြီးကတော့ဟိုးမမြင်နိုင်လောက်တဲ့နေရာမှာအရှုံးကိုလက်မခံနိုင်လောက်တဲ့မျက်လုံးတွေနဲ့ကြံ့ရစ်ခဲ့ပါရီ။တစ်ဖက်မှာတော့တခြားတောင်တလုံးရဲ့အစွန်းတစ်ဖက်မှာလက်တံပြောင်တဲ့တောင်စိတ်ထီးကြီးတွေကအကျိတ်အနေပြိုင်ပွဲကျင်းပနေကြပါရီ။ဒီချိန်ဟာဒီဇင်ဘာလရဲ့စောင်းဥပေါက်ရာသီဖြစ်တဲ့အတွက်မျိုးပွားဖို့အကောင်းဆုံးကာလဖြစ်ပါရီ။တောင်စိတ်ထီးတွေကအမတွေကြားထဲမှာငါသားလျင်စောကြည့်ပဲဆိုတဲ့အပြုတ်မှုမျိုးကိုပြသဖို့အတွက်အခုလိုမျိုးလက်ယုံကြီးရှင်ပြိုင်ပြီးတော့သူရဲကောင်းရွေးချယ်မှုပြုလုပ်ပါရီ။များသောအားဖြင့်အမတကောင်ကိုအပြိုင်ချစ်မိသွားတဲ့တောင်စိမ့်နှစ်ကောင်ကအခုလိုမျိုးအန်ရများတဲ့အချစ်တိုက်ပွဲမျိုးဆင်နွှဲကြပါရီ။တောင်စိမ့်မတွေကလည်းသွေးတန်ရဲရဲနဲ့တိုက်ခိုက်နိုင်ယူနိုင်တဲ့အထီးကိုသာမေးလိုက်ခွင့်ပေးပြီးချီးမြှောက်ကြပါရီ။ဒီလိုနဲ့အညူအောင်ဖွင့်ဖွင့်ထွားထွားတောင်စိမ့်ထီးနှစ်ကောင်ကတတောင်လုံးကိုခြေရာနှံ့တဲ့အထိကြိုရင်းပြိုင်ခွေနေကြပါပြီ။ဘာအောင်မအာယုံမဆိုင်နိုင်တော့ဘဲနဲ့ပြိုင်ဘက်ကိုပဲအပြင်းထန်ခုခံနေရတာကြောင့်သူတို့ကမဆောက်လာတဲ့တောင်ရဲ့ရှောစောက်ထိရွေးလာပြီးတော့ရုတ်တရက်ဆိုလိုပဲစိတ်ထီးတစ်ကောင်ကတလိန်ကောက်ကွေးပြုတ်ကျသွားပါရီ။အနာရစိတ်ထီးကလည်းအလုံးမပေးဘဲနဲ့နောက်ကနေအားနဲ့ပြေးလိုက်လာပြီးတော့မျိုးနယ်စုရှိကိုရောက်လာတဲ့အခါမှာသူတာလျင်သူရဲကောင်းဖြစ်ကြောင်းကြေညာလိုက်ပါရီ။အနာရတဲ့တောင်စိတ်ထီးကြီးကမျိုးနယ်တစ်ခုလုံးကိုခေါင်းဆောင်လုပ်ပြီးစောင့်ရှောက်ခွင့်ရပါရီ။တောင်စိတ်တွေဘယ်ကိုသွားမယ်ဘယ်ချိန်ကျက်စားပြီးတော့ဘယ်ချိန်ဘယ်နေရာမှာအနားယူနိုင်တယ်ဆိုတာကိုပါအမိန်ပေးပြီးတော့အုပ်ချုပ်ပိုင်ခွင့်ရှိသွားတာပါ။နှစ်သက်ရာစိတ်ပြိုမာလေးကိုလည်းလက်ထပ်ခွင့်ရသလိုဒီတစ်နှစ်ပတ်လုံးဖေးတူသားလေးကိုလည်းမွေးထုတ်ခွင့်ရပါသေးတယ်။ပြီးရင်တော့ရန်သူတွေလှုပ်ကင်းသွားတဲ့လမ်းကြောင်းမှာသူတို့ကအစုံမရှိတဲ့တောင်ကဘာတွေကိုတက်ပြီးအစာရှာဖို့ခရီးဆက်ကြပါရီ။ဒီတောင်စိတ်တွေမှာတဘာဝကပေးထားတဲ့ထူထဲပြီးနူးညံ့တဲ့အမွေးအင်ကြီးရှိပါရီ။နေရာဒီမှာဒီအင်ကြီးကိုချွတ်ချပစ်ပေမဲ့စောင်းဟာဒီရောက်တာနဲ့အေးခဲလာတဲ့ရာသီဥတုတန်ကိုခံနိုင်ဖို့အတွက်အလိုအလျောက်ပြန်ပေါက်လာတတ်ပါရီ။ဒါကြောင့်ဒီကောင်တွေကနှင်းနေဖုံးနေတဲ့တောင်တန်းတွေပေါ်မှာနှစ်ပေါင်းများစွာမြင့်မှုနေနေတာပါ။ဒါအပြင်မတ်ဆောက်တဲ့ကြောက်တောင်တွေပေါ်မှာနေထိုင်မှုအတွက်မွေးရပါအသားနဲ့အရေပြားအထူကြီးကိုပိုင်ဆိုင်ထားသလိုသူတို့ရဲ့ခွားကလည်းကြော်ထွက်ခြင်းမရှိဘဲနဲ့ကြောက်သားကိုအမိရကုတ်တယ်နိုင်အောင်လို့အားကောင်းလာပါရီ။တောင်စိတ်တည်းရဲ့အဓိကအစားအစာကတော့မျက်နှာလေးတွေနဲ့ရေခဲတောင်တန်းတွေပေါ်ကချင်းစားပဲဖြစ်ပါရီ။အရန်ကိုရှားပါလာတယ်ဆိုတော့ဟိမွန်တာတောင်တန်းပေါ်ကချင်းစားကိုဒီတောင်စိတ်တွေကအနံ့ခံရှာဖို့ရင်းနေ့စဉ်အလုပ်ရှုပ်နေလေးရှိကြပါရီ။တောင်စိတ်များစုကနွေရာသီမှာအဲပိုင်းဒေသတွေမှာနေထိုင်ကြပြီးဆောင်းရာသီမှာတော့တစ်တော်ဟောင်းနေစီကိုရွှေ့ပြောင်းနေထိုင်ကြပါရီ။ဒါမှသာလေသူတို့ရဲ့အိမ်မက်ဆိုးကြီးဖြစ်တဲ့ဝင်ပလွေနဲ့နှင်းလူလိုသားရဲကြီးတွေရဲ့လက်ထဲကနေရှောင်ပုန်းနိုင်ပါလေဖြစ်ပါရီ။ခေါင်းဆောင်ကသူတို့ရဲ့အတွေးတွေကိုရက်ပြီးမကြခင်မှာရွှေ့ပြောင်းရတော့မဲ့နေမြေအသစ်စီကိုလှမ်းမြော်ကြည့်လိုက်ပါရီ။သူ့ရဲ့အမိန်ပေးမှုအောက်မှာတောင်စိတ်တွေအားလုံးကဘေးကင်းရာဒေသစီကိုတဟုန်ထိုးပြေးဆင်းပြီးတော့ခရီးဆက်ကြပါပြီ။ဒီတောင်တန်းတွေတရှိနေတဲ့ရွေးကတော့တောင်စိတ်မျိုးနယ်ကထာဝရရက်တည်နိုင်မယ်လို့မျှော်လင့်မိပါရီ။ဒါမဲ့လေတဘာဝရဲ့ဒီလိုစိတ်ဝင်စားဖွယ်မျိုးနယ်စုတွေကိုလူသားတွေကပဲအန္တရာယ်ပြုနေကြပါရီ။နှစ်စဉ်တောင်စိတ်အကောင်ကြီးရာချီကလူသားတွေရဲ့အမွှေးနဲ့အရေပြားရလုံမှုအောက်မှာတပ်ဖြတ်ခံနေရပြီးအခုဆိုရင်တော့အကောင်ကြီးရောကြလာနေပြီပဲဖြစ်ပါရီ။ဒါအပြင်ကျက်စားရဒေသပျောက်ဆုံးခြင်းစိုက်ပျိုးမြေချဲ့ထွင်ခြင်းတရားမဝင်တစ်ထုတ်လုပ်ခြင်းတွေကြောင့်လေတောင်စိတ်တွေရဲ့အသက်ရှင်ရည်တည်နိုင်စွမ်းဟာချင်းချောက်ခံနေရပါရီ။ဒါကြောင့်မလို့ဒီလိုရှားပါအဖိုးတန်တဲ့တရဝါမျိုးစိတ်တွေကိုမြ мян ဆန်ဆန်ကာကွယ်စောင့်ရှောက်ပေးဖို့အရေးကြီးလိုအပ်နေပြီးတော့နိုင်ငံတကာဥပဒေအများစုကလည်းတောင်စိတ်မျိုးနယ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေကိုဆောင်ရွက်နေတယ်လို့သိရပါရီ။လူကြီးမင်းတို့လည်းဒီလိုမျိုးရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့သားရဲတိုက်ပွဲတွေကိုနားထောင်ကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ဖေးလေးကို like and follow လုပ်ပေးခဲ့ကြပါဦးခင်ဗျာ။